အားလုံးပဲမင်္ဂလာပါရှင် Academic Teaching ရအောင်မှာကြိုးစားပါရှင် Academic Teaching ရအောင်မှာဒီနေ့တင်ပြပေးသွားမှာတော့ဒီလို English grammar တွေထဲမှာ basic အဖြစ်ဆုံးပေါ့နော် singular noun and plural noun ကိုခွဲပုံခွဲနည်းနဲ့ဘယ်နေရာမှာဘယ်လိုသုံးလဲဆိုတဲ့အကြောင်းအရာတွေတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အင်္ဂလိပ် singular noun ဆိုတာပါလေ plural noun ဆိုတာပါလေစာရင်းရှင်းအင်္ဂလိပ်ရှင်းနေအောင်အဲဒါ singular noun ဆိုတာကကြတော့ပါလေဆိုတော့တချို့တစ်ခုတစ်ကောင်တစ်ယောက်အဲ့ဒီပစ္စည်းတော့မဟုတ်လို့မဟုတ်အရာတစ်ခုပေါ့ပေါ့ဒီလိုတော့ဖြစ်လေဆိုတော့တစ်ခုပဲရှိတယ်နော်အဲ့ဒါတစ်ချက်တော့ဘာလို့ခေါ်လဲဆိုတော့ singular noun လို့ခေါ်တယ်နော်တစ်ခုတစ်ယောက်နော်တစ်မျိုးလေးပဲရှိတယ်နော်a noun ဆိုတာတော့တစ်ချက်တော့မလို့ဆို noun လို့ခေါ်တာပေါ့နော်ဟိုမှာလူတို့တရိษံတို့ခဲတံတို့ပေးတံတို့နော်အဲ့လိုပုံစံပစ္စည်းကရိယာလူတရိษံတွေတစ်ချက်တော့ noun လို့ခေါ်တယ်အဲ့ noun မှာမှတစ်ချက်တော့နှစ်မျိုးပြန်ပြီးခွဲခြားတယ်တစ်ခုရယ်နဲ့ plural ကကြတော့အများနော်အများဆိုတာတစ်ခုထပ်ဖို့ရယ်ပေါ့နော် singular ဆိုတာတစ်ခုရယ် plural ဆိုတာကတစ်ခုထပ်ဖို့ရယ်အများတွေကိုပြောတာဒါဆိုလို့ရှိရင်ကဲဟုတ်ပြီတစ်ခုရယ်နဲ့အများကိုတော့သိသွားပြီအများကိုတော့သိသွားပြီဒါဆိုလို့ရှိရင်အနည်းနဲ့အများနဲ့ဘယ်လိုခွဲခြားပြီးဘယ်လိုရေးရတာလဲဆိုလို့ရှိရင် singular noun ဆိုတာကျတော့ပုံမှန်စကားလုံးတစ်လုံး apple ဆို apple နော် dog ကို dog ဆို dog cat ဆို cat တမျိုးလေးရေးလို့ရပြီးတော့တချို့က plural noun အများကြတော့တချို့တို့ဘာထည့်ရလဲဆိုတော့ as တို့မဟုတ် es ကိုအသုံးပြုပါပါတယ်နော်ဒါဆိုလို့ရှိရင် singular ကြတော့တချို့တို့ပုံမှန်သိရဲ့အတိုင်းပဲ apple ဆို dog ဆို cat ဆို cat တို့အဲ့လိုပြောလို့ရပြီးတော့အများကြတော့တချို့တို့ as တို့မဟုတ် es ကိုအသုံးပြုရတယ်ဘာလို့လဲဆိုတော့အမြဲတမ်းကျတော့တစ်သမတ်တည်းဟောက်ပြီးအနည်းဆိုလို့ရှိရင်တစ်ခုရဲ့အများဆိုလို့ရှိရင် s ထည့်မယ်အဲ့လိုပုံစံအမြဲတမ်းကိုကတင်ယူတဲ့ခါကြလို့ရှိရင်လည်းတစ်သမတ်တည်းတင်လို့မရသလိုကိုကပြန်တင်တဲ့ခါကြလို့ရှိရင်တစ်သမတ်တည်းမှထားလို့မရတချို့နေရာတွေက s ထည့်တာထည့်ပြီးတော့တချို့နေရာတွေက es ထည့်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် example စကားလုံးကြီးနှလုံးလေးနဲ့ဒီလိုပြပြတော့ပြီးတော့ပါမယ်အဲ့ဒါလို့ရှိရင်ဒီချက်တော့ apple apple ဆိုတာပန်းသီးတစ်လုံးနဲ့အဲ့ဒါမှဒီချက်ကအများဆုံးနေတဲ့ခါကြလို့ရှိရင်လည်းဆိုတော့ apples နော် et ရတော့ငကိုမူရင်းစကားလုံးဒီနေရာမှာတချို့ဘာပဲထည့်လိုက်လဲဆိုတော့ as ပဲထည့်လိုက်နော် apples ကြည့်ဒါဆိုလို့ရှိရင်နောက်တစ်ခု fox ကကျတော့ဒီကွေးပေါ့နော်ဒီနေရာမှာကျတော့တချို့ကအများကိုဆိုလို့ကျန်တဲ့အခါကျတော့ဗာထည့်တယ်ဆိုတော့ရိုးရိုး s မထည့်ဘူး es ကိုထည့်တယ်နော်ဒါဆိုလို့ရှိရင်တချို့ apple ဆိုလို့ရှိရင် apples လို့ပြောပြီး apples s ကိုထည့်ပြီး fox ဆိုလို့ရှိရင်ကျတော့ foxes okay so ဒီအားကြတော့တချို့ basic ဆက်ဖြစ်တော့ singular noun နဲ့ plural noun ရေခွဲခြားပုံခွဲခြားနေတဲ့တော့မဟုတ်ဘူးလို့ပြပြပါပါနော်မနော်နောက်နေ့သင်ခန်းစာလေးမှာဆိုလို့ရှိရင်ဒီလိုဘယ်နေရာမှာ s ထည့်ပြီးတော့ဘယ်နေရာမှာ es ထည့်လဲဆိုတဲ့စကားလုံးတွေကိုဒီချက်ထပ်ရှင်းခွဲပြီးတော့ရှင်းပြပေးတော့မှာဖြစ်တဲ့အတွက် stay tuned အားလုံးကျေးဇူးတင်ပါတယ်ရှင်